ဘယ်ဆုဆိုတာကဘာကြီးအတွက်ဒါမှမဟုတ်လူသားတွေအတွက်ထိထိရောက်ရောက်အကျိုးပြုနိုင်ခဲ့တဲ့နယ်ပယ်အသီးသီးကပညာရှင်တွေခေါင်းဆောင်တွေကိုနှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ဂုဏ်ပြုဆုတစ်ခုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာနိုဘယ်ဆုရပုဂ္ဂိုလ်တွေအများအပြားရှိထားပါတယ်။ကမ္ဘာငြိမ်းချမ်းရေးကိုစွမ်းစွမ်းတမန်ဖော်ဆောင်နိုင်ခဲ့သူတွေလူသားတွေရဲ့ကျန်းမာရေးကိုကူညီဆောင်ရှောက်နိုင်မဲ့ဆေးဘက်ဆိုင်ရာရှာဖွေတွေ့ရှိခဲ့သူတွေတီထွင်သူသိပ္ပံပညာရှင်တွေလူမှုကူညီရေးအဖွဲ့အစည်းတွေဟာနိုဘယ်ဆုချီးမြှင့်ခံရလေရှိပါတယ်။ကွယ်လွန်သွားခဲ့တဲ့နိုဘယ်ဆုရှင်တွေရှိခဲ့သလိုလက်ရှိအချိန်ထိနိုဘယ်ဆုရရှိထားတဲ့သက်ရှိထင်ရှားပညာရှင်တွေခေါင်းဆောင်တွေလည်းကမ္ဘာပေါ်မှာရှိလို့နေပါတယ်။အဆိုပါနိုဘယ်ဆုရပုဂ္ဂိုလ်ကျော်တွေထဲမှာမြန်မာနိုင်ငံရဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်းတဦးပါဝင်ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့သမိုင်းတစ်လျှောက်မှာအကြီးကျယ်ဆုံးနဲ့ကမ္ဘာကြီးပေါ်အကျိုးပြုနိုင်ခဲ့ဆုံးနိုဘယ်ဆုရှင်9ဦးကိုအပိုင်း1ဖြစ်ပေါ်ပြပေးသွားမှာဖြစ်ပါတယ်။သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးနိုဘယ်ဆုရှင်များစီးရင်ရဲ့ထိပ်ဆုံးမှာဖော်ပြတဲ့ပုဂ္ဂိုလ်ကတော့ Albert Einstein ပဲဖြစ်ပါတယ်။သူဟာအထူးကျွမ်းဆုံးသိပ္ပံပညာရှင်လည်းဖြစ်ပြီး1921ခုနှစ်မှာယူပဗေဒနယ်ပယ်နဲ့နိုဘယ်ဆုချီးမြှင့်ခြင်းခံခဲ့ရတာပါ။သူဟာအတမ်ကနေအီလက်ထရွန်ပြိုကွဲသွားတဲ့ဖိုတွန်အီလက်ထရစ်အကျိုးသက်ရောက်မှုကိုရှာဖွေတွေ့ရှိခဲ့ပြီးဒါဟာယူပဗေဒပညာရဲ့သမိုင်းကိုအကြီးမားဆုံးပြောင်းလဲသွားစေခဲ့ပါတယ်။အိုင်စတိုင်းဟာ1905ခုနှစ်ကတည်းကအလင်းရောင်ဟာဖိုတွန်တွေစုဝေးထားခြင်းဖြစ်ကြောင်းညှဉ်းချက်ထုတ်ခဲ့ပြီးမကြာခင်မှာပဲသက်သေပြနိုင်ခဲ့ပါတယ်။ဒါ့အပြင်အိုင်စတိုင်းဟာသူ့ရဲ့နာမည်ကျော် theory တစ်ခုဖြစ်တဲ့အထူးနှိုင်းဆရ theory E=mc² ကိုလည်းဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။ဒုတိယမြောက်အထင်ရှားဆုံးနိုဘယ်ဆုရှင်ကတော့မဒန်ဂျူရီပါ။သူမရရှိခဲ့တဲ့နိုဘယ်ဆုကတခုတည်းမဟုတ်ပါဘူး။မတူညီတဲ့ပညာရဲ့နယ်ပယ်နှစ်ခုမှာအထူးကျွမ်းဆုံးရှာဖွေတွေ့ရှိမှုတွေကြောင့်နိုဘယ်ဆု2ကြိမ်ချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။မဒန်ဂျူရီဟာခင်မွန်းဖြစ်သူပီရာရီလုပ်ဖော်ကိုင်ဘက်ဖြစ်သူဟင်နရီတို့နဲ့အတူရေဒီယိုတတိကြွမှုဖြစ်စဉ်ကိုရှာဖွေတွေ့ရှိခဲ့ပြီး1903ခုနှစ်မှာပထမအကြိမ်နိုဘယ်ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ဒါဟာယူပဗေဒနယ်ပယ်အတွက်ဖြစ်ပါတယ်။နောက်8နှစ်အကြာမှာလဲမဒန်ဂျူရီဟာရေဒီယန်နဲ့ပိုလီနီယန်ဓာတ်စင်တွေကိုရှာဖွေတွေ့ရှိခဲ့တာကြောင့်ဓာတုဗေဒနယ်ပယ်အတွက်နိုဘယ်ဆုကိုဒုတိယအကြိမ်ထပ်မံရရှိခဲ့ပြန်ပါတယ်။ဂျူရီမိသားစုဟာနိုဘယ်ဆုတွေကိုဆွေစဉ်မျိုးဆက်လက်ခံရရှိဖို့ရေစက်ပါလာသလားလို့တောင်ဆိုရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မဒန်ဂျူရီရဲ့သမီးဖြစ်သူအီလီနီဂျူရီရော့ဂျူရီဟာ1935ခုနှစ်မှာခင်မွန်းဖြစ်သူဖက်ဒရစ်နဲ့အတူဓာတုဗေဒဆိုင်ရာနိုဘယ်ဆုကိုရရှိခဲ့သလိုတမတ်ဖြစ်တဲ့ဟင်နရီလာဘော့စီဟာ UNICEF ရဲ့ဒါရိုက်တာအဖြစ်1965ခုနှစ်မှာနိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့လို့ပဲဖြစ်ပါတယ်။ကမ္ဘာဆေးပညာသမိုင်းကိုအကြီးမားဆုံးပြောင်းလဲပေးနိုင်ခဲ့တဲ့ဆာအလက်ဇန်ဒါဖလမ်မင်းကိုလည်းအကြီးမြတ်ဆုံးနိုဘယ်ဆုရှင်များစီးရင်မှာထည့်သွင်းဖော်ပြရပါလိမ့်မယ်။ဖလမ်မင်းဟာဒီနေ့ခေတ်မှာပရိဇီဝဆေးဝါးအဖြစ်အသုံးပြုနေကြတဲ့ပနက်စလင်ကိုရှာဖွေတွေ့ရှိခဲ့သူဖြစ်ပြီးဒီအောင်မြင်မှုမှာသူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့အာနက်ချင်းနဲ့ဆာဟောင်းဝက်ဖလိုရီတို့လည်းပါဝင်ခဲ့ကြပါတယ်။ဖလမ်မင်းဟာ1928ခုနှစ်ဩဂုတ်လမှာအပန်းဖြေခီးတစ်ခုထွက်သွားခဲ့ပါတယ်။စက်တင်ဘာလအစောပိုင်းမှာပြန်ရောက်လာပြီးဓာတ်ခွဲခန်းဝင်ချိန်မှာတော့ထူးဆန်းတဲ့အချင်းအရာတစ်ခုကိုသတိပြုမိခဲ့ပါတယ်။အဲ့ဒါကတော့အစားအစာတချို့မှာမှုန်တစ်မျိုးကန့်ညှိနေတာဖြစ်ပြီးအဲ့ဒီမှုန်နဲ့ထိတွေ့တဲ့နေရာကဘက်တီးရီးယားတွေသေဆုံးကုန်ကြတာပါပဲ။ဒါဟာမတော်တဆတွေ့ရှိမှုဆိုပေမဲ့ဘဝကိုဆေးဘက်ဆိုင်ရာဇီဝကမ္မနယ်ပယ်မှာနှိမ့်မြုပ်စူးစမ်းခဲ့တဲ့ဖလမ်မင်းအနေနဲ့နိုဘယ်ဆုနဲ့တိတ်ကိုထိုက်တန်ခဲ့တယ်လို့ဆိုရမှာပါ။ဖလမ်မင်းသာဒီသဲလွန်စားကိုသတိမူမိတဲ့ဉာဏ်ပညာမျိုးမရှိခဲ့ဘူးဆိုရင်ယနေ့အချိန်ထိလူအသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့မှာမဟုတ်ပါဘူး။နောက်ထပ်ဖော်ပြမဲ့နိုဘယ်ဆုရှင်ကလည်းဇီဝကမ္မဗေဒသို့မဟုတ်ဆေးဘက်ဆိုင်ရာနယ်ပယ်တွေကဖြစ်ပါတယ်။သူကတော့ဟာမန်မူလာဖြစ်ပြီးမျိုးဗီဇပြောင်းလဲမှုတွေဖြစ်ပေါ်စေတဲ့ဓာတ်ရောင်ကြီးဖျားထွက်ခြင်းကိုရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်။ဟာမန်မူလာဟာ1920ပြည့်လွန်နှစ်တွေမှာဇီဝရုပ်လက္ခဏာအသီးသီးပေါ် X-ray ရောင်ကြီးကဘလို့အကျိုးသက်ရောက်နိုင်တယ်လဲဆိုတာကိုဒီဇိုင်းမမတ်လေ့လာခဲ့ပြီး1926ခုနှစ်မှာအဖြေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီတွေ့ရှိချက်ကတော့ X-ray ရောင်ကြီးသက်ရောက်မှုကြောင့်မျိုးဗီဇပြောင်းလဲမှုတွေဖြစ်ပေါ်နိုင်တယ်ဆိုတာဖြစ်ပြီးဟာမန်မူလာရဲ့စွမ်းဆောင်ချက်တွေကို
နိုဘယ်ဆုချီးမြှင့်ရေးကော်မတီကအတိအမှတ်ပြုလက်ခံခဲ့ပါတယ်။သူ့ရဲ့တွေ့ရှိမှုမှန်ကန်တဲ့ဆိုတာ1945ခုနှစ်မှာအနုမြူဘုံကျဲခံခဲ့ရတဲ့ဟီရိုရှီးမားနဲ့နာဂါစကီမြို့ကဓာတ်ရောင်ကြီးတင့်သူတွေရဲ့ကျန်းမာရေးဆိုးရွားမှုတွေကတပ်တည်ခံခဲ့ပါတယ်။ဒါကြောင့်ဟာမန်မူလာဟာလက်ကျန်ဘဝတစ်လျှောက်လုံးမှာနျူလက်နက်မဆန်းသက်ဖို့နျူလက်နက်အသုံးမပြုဖို့ဥဆောင်လှုပ်ဆော်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ပြင်စမမြောက်ဖော်ပြမဲ့နိုဘယ်ဆုရှင်ကတော့တဦးတည်းမဟုတ်ပါဘူး။ Francis Crick, James Watson နဲ့ Maurice Wilkins ဆိုတဲ့ဆေးပညာရှင်၃ဦးပဲဖြစ်ပါတယ်။ Francis နဲ့ Watson တို့ဟာ DNA မျိုးရိုးဗီဇရဲ့ပုံမှန်တရံကိုပေါ်ထုတ်နိုင်ခဲ့တာကြောင့်1962ခုနှစ်မှာဇီဝကမ္မနယ်ပယ်မှာနိုဘယ်ဆုချီးမြှင့်ခံခဲ့ရပြီး Maurice Wilkins ကတော့၎င်းတို့နှစ်ဦးရဲ့တွေ့ရှိမှုကိုအစောဆုံးသက်သေပြနိုင်ခဲ့တာကြောင့်နိုဘယ်ဆုကိုမျှဝေရယူခွင့်ရခဲ့တာပါ။ Wilkins ဟာဓာတ်မနည်းပညာတစ်မျိုးကိုအသုံးပြုပြီး DNA မော်လီကျူးတွေရဲ့ပုံသဏ္ဍာန်ကိုပုံဖော်ပြသနိုင်ခဲ့ပါတယ်။သုံးပွင့်ဆိုင်ရရှိတဲ့နိုဘယ်ဆုမှာအငင်းပွားစရာတချို့ရှိခဲ့ပေမဲ့သူတို့ရဲ့တွေ့ရှိမှုဟာဆေးသိပ္ပံနယ်ပယ်ရဲ့ကြီးမားတဲ့အောင်မြင်မှုဖြစ်ခဲ့ပါတယ်။ဒီတစ်ပတ်စံတော်ချင်းရဲ့သုဒရေးရာအစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာပါရစေခင်ဗျာ။နောက်တစ်ပတ်မှာတော့ကြန့်ရှိနေသေးတဲ့ကမ္ဘာကြီးပေါ်အကျိုးပြုနိုင်ဆုံးနိုဘယ်ဆုရှင်9ဦးရဲ့အကြောင်းကိုအပိုင်းနှစ်ဖြစ်ဆက်လက်တင်ဆက်ပေးအောင်မှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ